ကိုစိုးကြီးအတော်ပဲဗျာအခုပဲကိုစိုးကြီးစီကျွန်တော်လာမလို့ဗျာ ဘာဖြစ်နေတာမင်းရဆို ကျွန်တော်ကိုကူညီပါဦးဗျာကျွန်တော်ကူညီပါဦး မင်းဘာကြောင့်မှလည်းမသိပဲနဲ့ငါဘလို့ကူညီရမှာတော့ ဟိုအာပေတူးနဲ့ဖတ်တီးနဲ့လှုပ်လိုက်တာကျွန်တော်တို့เนี่ยအခုတိုင်ပတ်နေပြီဗျာ ဘာတွေလှုပ်လိုက်လို့မင်းတို့ဘာတွေတိုင်ပတ် ဟိုကိုစိုးကြီးရဲ့တငယ်ချင်းကိုဝင်းအောင်လေဗျာသူခီးတရက်နဲ့ထွက်เสียရှိလို့သူ့ရုံးခန်းကိုမီးရင်ထင်းခဏဖွင့်ကြည့်ပေးပါဆိုပြီးတော့ကျွန်တော်တို့เนี่ยကိုတော့အပ်ထားခဲ့တာ ဒုက္ခပဲကွာဝင်းအောင်ကလည်းတခိုးမှဘန်နာဆိုးအားရတယ်လို့ကွာ ကိုစိုးကြီးကျွန်တော်တို့ဘာမှမခိုးပါဘူးဗျာအဲ့အာပေတူးနဲ့ဖတ်တီးနဲ့အဲ့ကိုဝင်းအောင်ရဲ့ရုံးခန်းကိုသူတို့ခွင်ရိုက်เสียရှိလို့ငါတို့ခဏအသုံးပြုခွင့်ပေးပါဆိုလို့ကျွန်တော်တို့ခဏအသုံးပြုခွင့်ပေးလိုက်တာအဲ့ဒါကိုပတ်ဝန်းကျင်ကကိုဝင်းအောင်ကိုဘာသွားချွန်လဲမသိပါဘူးဗျာကိုဝင်းအောင်ကကျွန်တော်တို့ရဲ့ဘဲဦးနဲ့ကိုအချုပ်ထက်ထမ်းမယ်ကြီးပဲလှုပ်နေတယ်ဗျာလှုပ်ပါဦးဗျာ နေစောခဏနေမင်းတို့အဲ့ထက်ပစ္စည်းပျောက်သွားလို့လား ဟာမပြောက်ပါဘူးဗျာဘာမှမပြောက်ပါဘူးဗျာ မပြောက်ငါဘာကိုကူညီရမှာလဲလို့ ဟိုကိုစိုးကြီးနဲ့ကိုဝင်းအောင်နဲ့ကရင်းနေတယ်လေဗျာဟိုကိုဝင်းအောင်ကကိုစိုးကြီးဆိုရင်လည်းရှိန်တယ်လေဗျာအဲ့တော့ကိုစိုးကြီးကကိုစိုးကြီးရဲ့လူတွေပါဆိုပြီးတော့ကိုဝင်းအောင်ကျွန်တော်ကြည့်ပြောပေးပါလို့နော် ဟေးထားလိုက်ပါပစ္စည်းမပြောက်ဘူးဆိုရင်တော့ငါပြောပေးလိုက်မယ်လေ မပြောက်ပါဘူးဗျာ ရပါလေဝင်းအောင်ငါပြောလိုက်ပါဟိုနေစမ်းမအောင်ဒီအာပေတူးနဲ့ဖက်ဒီနဲ့ကအဲ့ရုံးခန်းကိုငှားပြီးတော့ဘယ်လိုလိမ့်တာ အာပေတူကခိုင်းလူမျိုးခိုင်းနိုင်ငံလာတဲ့လုပ်ငန်းရှင်ဆိုပြီးလိန်တယ်ဖတ်ထီကသူနဲ့အလုပ်တွဲလုပ်နေတဲ့လူဆိုပြီးတော့လိန်တယ် နေစမ်းမအောင်ဘသူ့ကိုလိမ့်တာလဲ ဟိုမိတ်ကက်ဆရာမတယောက်ကိုပေါ့ဗျာဟိုထိုင်းနိုင်ငံလာတဲ့အလှကုန်ပစ္စည်းတွေသွင်းပေးမယ်ဆိုပြီးတော့အဲ့မိတ်ကက်ဆရာမတယောက်ကိုလိန်တာ30တောင်လိန်သွားတာဗျာ ဒုက္ခပါပဲကွာဒီမျိုးငါပြောပါမယ်အဲ့ကိစ္စတော့ထားလိုက်တော့မင်းနဲ့ဝေးအောင်တို့ကိစ္စပြီးရင်အဆင်ပြေမလား ဟုတ်ပါတယ်ဗျာကိုဝင်းအောင်ပဲကြည့်ပြောပေးပါဗျာကိုစိုးကြီးอ่ะနော် ပြေအဲ့ကောင်ကိစ္စတော့ငါလည်းမသိဘူးဝေးအောင်တွေ့ရင်ငါပြောလိုက်မယ်ဟလား ဟာကျေးဇူးတင်လိုက် ရောက်ငါ့ကိုအဲ့လိုမလုပ်နဲ့ယောက်ျားလို့လုပ် ကျေးဇူးတင်လိုက် ဟာချေစနိုးလေယောလာမေးဘူးကျင်းလာလား ကျင်းနေပါတယ်မလေးတက်လုံးဒီတစ်ချိန်မဲ့စိတ်ကောင်းဝင်မှုနဲ့1000ပြန်ရတယ်တော်သေးတယ်မတာဖတီကာနာဖတီတေးဖတီပဲတွေ့မယ်ချမောယူမတော့ဘူးမကိုပါတော့ဟဲ့ကောင်ဆိုင်ကွာငါပါကွာပြောချင်းနေလို့လေ ချင်းကြီးကဘယ်လိုလဲဆိုတော့အဖိုးကြီးမရှိဘူးအပြင်ကိုထိုးသွားတယ်ဟိုကောင်ကြီးကဟိုးအပေါ်ဆုံးတက်မှာအဲ့တော့မင်းတို့ငါတို့ကအလဲကနေဝင်မယ်နော်အောက်ထပ်အလဲကနေဝင်လို့ရှိရင်ငါအဲကန်နဲ့ CCTV ကိုငါကာပေးထားမယ်မင်းတို့ငါပြောထားတဲ့အတိုင်းဟိုလေကားတောင်းတာကိုရောက်အောင်သွားနော်အဲ့ဒီကနေမှအလဲတက်ကိုတက်အလဲတက်မှာ CCTV မရှိဘူးအဲအပေါ်ဆုံးတက်တော့မတက်နဲ့ CCTV ရှိတယ်အဲ့မှာအဲ့တော့မင်းတို့ကအဲ့ဒီအလဲတက်ဝရဏကိုထွက်ငါအပေါ်တက်ကနေကြိုးချပေးမယ်ကြိုးကနေတက်လာပြီးလို့ရှိရင်တွေ့ချင်းကအဲ့ကောင်ခမ်းမယ်အဲ့ကောင်ခမ်းထဲမှာ300ရှိတယ်အေးပြီးတော့ငါသွားပြီနော် ပရိပြောကြားတယ်ဒီချားလို့နော်ဟုတ်မလား ဒီခါတော့ငါတို့မထားခဲ့နဲ့တော့ ထားခဲ့ပါဘူးကွာလာစမ်းပါ ဒီကောင်စိတ်ချတာမဟုတ်ဘူးလာလာ ဘာလို့ ဟာမင်းကတော့ထားခဲ့ဘူးလို့ ဒုက္ခခေါ်မင်းတို့လေ ရောက်ချစ်ချစ်အီလီအဲ့လို ကြာတော့မလား ဟဲ့ခဏတူကွာမင်းလေဘာလို့လဲငါလည်းမထားခဲ့နဲ့ငါလည်းချစ်မယ်လေငါ့ကိုကြည့်ပြန်ကြကောင်ရုံရတဲ့ကောင်မဟုတ်ဒီကောင် တူလို့ပြောရပြီခေလာ ငါဒီဝိကျန်နေတယ်ကွာဘာလို့ချီရမှာလို့ ဖေ။အဲ့လိုအတွင်းမကြီးချင်ကွာမင်းအကုန်ပါသွားမှာဘောကွာ ဗျာပိုင်ပါပါစီကွာနော်အတွဲလိုက်ပါတာဘာလို့တယောက်တည်းမပါဘူးလို့လေဟုတ်တယ်ဘာလဲချစ်ချစ် မင်းလည်းပါကွာတော့မလားငါအချက်ပေးမယ် ဒီတုံးဆို ဝင်မယ်နော်ဟုတ်နော်ငါအချက်ပေးမယ်နော်ဒီနေ့တုံးဆိုတက်မယ်နော်ဘောင်းကြီးမချာကြည့်တစ်ရောက်ပါလိ
ခင်ဗျာ တထေးမရှိတော့ခြံတကားတွေအကုန်လုံးအသေးချာပိတ်ထားမယ်နော် ဟုတ်ကဲ့ဟိုအဲ့ဒါလုပ်ပြီးပြီလို့လာပြောတာခင်ဗျာ မင်းကနောက်တစ်ခုမှအောင်မယ် ဟုတ် တထေးအခန်းထဲမင်းလုံးဝမဝင်နဲ့နော် ဟိုမဝင်ဘူးခင်ဗျာမဝင်ပါဘူးခင်ဗျာ ပြီးရော ဟုတ်ကဲ့ ဘာမှစိတ်မပူနဲ့နော်တက်အဆင်ပြေအောင်အကုန်လုံးဗရန်ပြောတဲ့300ကိုလေအဖေရှာရအောင်ပြောတာဟဲ့နန်းလိုက်တာဟဲ့ တထေးပြောတဲ့သိန်း200ထုတ်လာပြီ ပြီးရောဟဲ့သူဘလို့ပြောပြီးတော့ထုတ်လာတယ် မရှိစင်ရတာတောင်းစားပေးမယ်ဆိုပြီးထုတ်လာတာ အမလေးတော့ဟဲ့နင်အဲ့လိုပြောလိုက်တော့ဗရန်တရောင်းသားဖြစ်သွားမှာပေါ့ ရပြီငါပေးရမလား ဟင်း ရပြီကော ဗရန်ဟောနေပါအောင်ဗရန်လည်းလောလိုက်တာဒီမှာဗရန်ကိုပြောကြရှိသေးရလေတပ်ဘက်ကဂတိတီးရနော်ဗရန်ဘက်ကဂတိတီးဘူးပဲလို့လေ ဂတိ ဟုတ်တယ်လေ ဘာဂတိ ကြည့်မင်းနေပြန်ပြီဗရန်တောက်ပြောတာရုပ်ရှင်လိုက်ပြမယ်ဆို ဩပြပြီ ပြီးတော့ကြံသေးတယ်နော်ဟော့ပေါ်လည်းလိုက်ကျွေး အကျွေးပြီ တကယ်နော် တကယ် ကျိုးပြန်ချတာလေဟမ်下去အိမ်ပါကိုစိတ်ကြပါဟာ呀就这打我打你我不是你不用这样了哇 တထေးတော့ဘာဆက်လုပ်ကောင်းမလဲ အေးနင်လုံးမယ်ဟောငါပြောမယ်အိတ်စာအုပ်ထဲမှာတင်ချလိုက်မှတ်ဗရန်နဲ့ငါနဲ့ရုပ်ရှင်ကြည့်ဖို့အတွက်နောက်ဆုံးတန်းလက်မှတ်ခုနှစ်ခုဖြတ်ရန်လို့ရေး သမီးရလိုက်မယ်လေ နင်ကအိမ်မှာနေခဲ့လေဘာလိုက်လို့မှလဲ နင်းနေခဲ့ရမှာတော့ နင်လင်၄ယောက်နဲ့နေခဲ့ ဟာမရ ကဲရေးပြီးပြီလား ပြီးပြီ အေးအဲ့ဒါဆိုလို့ရှိရင်ဟော့ပေါ့စားရန် ပေါ့ဆိုင်ရ ဟော့ပေါ့နောက်ဆုံးတန်းလက်မှတ်နှစ်ဆောင်ဖြတ် အော်နောက်ဆုံးတော့လက်မဆောင်ရှိလို့လားပေါ့ဆိုင်ရ အော်မဟုတ်ဟဲ့ငါရုပ်ရှင်နဲ့လွယ်သွားတာဟဲ့အဲ့လိုပြောတာမဟုတ်ဟော့ပေါ့စားရန်နော် VIP တိတအခမ်းမှန်လုံခန်းကိုဖြတ်လို့ပြောတာကဲရေးပြီးပြီလား ပြေးပြီးပြီ ပြီးရော ဒုက္ခပါပဲကွာဘလူးကလည်းလူတွေမိကုန်လို့မှာကျိုးတွေဖြီးကုန်လေကွာမင်း 哦，我不听，干了这边怎么气啥流？你比呗。 အော်ဒီမလေးကြည့်ဦးလေကွာမင်းဒါဘလူးဖြီးမှလည်းကွာအော်ကောက်မင်းပစံနဲ့ကြိုင်လေအုံးတော့ဘူးတဲ့ဟုတ်ပြီ တော့ပတ်ဆိုင်ရလာပြီ 哎呦，到了没有？没都比我牛，比我牛。 နင်းတို့ကောင်လေးအဲ့လိုညံနေလို့ငါတို့ပဲဖြစ်တာမင်းလည်းအားနေမလားမဖြစ်ပြီလေငါတို့သွားပြီ ငါထိုးလာဦးမယ်ငါမေးနေလို့ကွာ ရုပ်ရှင်ကြည့်ဖို့နဲ့ဟော့ပေါ့စားဖို့အတွက်အကုန်လုံးစီစဉ်ခိုင်းထားပြီးပြီနော် အဲ့ဒါနေရာပြီးတော့တော်တော့မယ် ဟဲ့ဆိုဖီယာဆောင်းနာပတ်စံသိန်းနေရဗရန်ကိုပေးလိုက် ဟာတော့ဘာဖြစ်လဲ ပတ်စံမရှိတော့ဘူးငါပတ်စံကြောက်စောပါလား အဲ့ဒါသူဆိုရလား ဟဲ့ကောင်မငါတထေးရဲ့နင်းလေမဟုတ်ဘူးဆက်ချလိုက်တော့ကွာကနေပဲပတ်စံသိန်းနေပဲရောက်သွားလေ မသိလို့စကားပြောလို့ပြောလည်းမသိလို့ ကြောက်ကပဲငါပတ်စံသိန်းနေချက်နေနေကြောက်သွားလေတော့ဗလားရှိသားတယ်မလား မြူထားဘူးလေဘာမှမြူထားဘူးလေ မယုံထားလားဟာတော့ဘောင်းပြီးတဲ့ထဲတိုင်းမလားချွတ်စမ်း သိနေအောင်ရဆက်မလားလို့ 哎呦，大妹，我小那妈完了，不然没用了。 မယူပါဘူး 俺都不是等你吃进那个不能比较大嘞。 哦，等一下，等会儿，来来来。哎呀，没来呀，立马。来一下。快点啊！别闹了，这个肉都没破。看逮到孙子那个火的，把别的啊，那火，我们哎，火嘛，那火肉多啊，别的啊，别是干嘛，多么家伙多，对吧？快点有了，抽多的嘞。 对ကကျွန်တော်လည်းထောကြနေတယ်ခင်ဗျာ 看嘞，ကိုပြကိုခံပေါ့နေညံ့လား မင်းကငါပြောရတယ်အော်စမ်းကွာ 哎呀，我们要你两个，谁来？
ဟဲ့မင်းတို့အော်ကြီးဟစ်ကျင်နေဘယ်ရောက်ကောင်းလဲဟမ်အော်ဘဒူများလဲလို့ဟဲ့ရောက်မင်းကငါခြံထဲကိုမလာနဲ့လို့ငါပြောထားရလေမင်းဘာလာလောက်တာဟမ် ဘာလို့ရမှာလဲမင်းမပြောရလေပတ်စံသိန်းနေရပါလာမှမင်းစဉ်းစားမယ်စကားပြောမယ်ဆိုအမမင်းရဲ့သိန်းနေရပါလာပြီ ဟဲ့ရောက်မင်းတို့ကောင်ပတ်စံသိန်း200ပါလာတယ်ကနေစမ်းမအဲ့ပတ်စံသိန်း200မင်းဘယ်ရ ငါပေးလိုက်တာမိန်းကလေးတယောက်ကိုငွေအားကိုနဲ့အနိုင်ကျင့်နေတာဟုတ်လက်ပိုက်ကြီးမနေချင်လို့ငါပေးလိုက်တာကွာ ဒါနဲ့ခင်ဗျားမတူ ငါမိရပါသိန်းဟေးတချို့ကငါ့ကိုရွှေပါသိန်းလို့ခေါ်တယ် ဒီမှာခင်ဗျရွှေပါသိန်းလည်းမသိဘူးငွေပါသိန်းလည်းမသိဘူးစကားပြောရင်စင်ချင်းပြောနော်တိုးတတာပြောခင်ဗျားတို့ခုရောက်နေကျုပ်ချန်တယ်တောက်ရလုံးပိုင်းနဲ့ကျူးလူမှုနဲ့ဆွဲစီးလိုက်လို့ရတယ် ။မင်းအဘိုးတွေမပြောနဲ့။မင်းအဘိုးတွေမပြောနဲ့။ဒီမှာမင်းစီကယူရတဲ့ပတ်စံသိန်းနေရအခုပါလာပြီ။မင်းတို့တစ်ခါလေးပေးလိုက်မယ်။မင်းယောက်ျားဆိုမင်းကလေးတီမင်းနောက်တစ်ခါမိုးစံနိုင်ထပ်ပြီးတော့မင်းမပတ်သက်နဲ့ ကောင်းပြီလေကဲဒါလဲကျွန်တော်ပြောကြတယ်ဟာပြောလို့ရှိရင်နောက်မှပြောဒီမှာငါငွေကြေးကိစ္စပြောနေမင်းသဘောပေါက်တော့သွားလိုက်မတီးတဲ့ကောင်းလေကောင်းပြီလေဘာမှလည်းမင်းတို့ပတ်စံသိန်းနေရ ။ပြတယ် ဟုတ်တယ်ဒါမဲ့မင်းပြည့်ရောပြည့်လား မင်းပြည်ရေကြီးပါ ဒါလေးပြောတော့ဘူးကလန်တိုင်းပြည့်လားမပြည့်လားပြောလို့ဆို ဘာလဲပြောအလဲအကောင်ငါမြင်မှုနေတယ်လို့ပဲပေါ့ဟုတ်တယ်ငါလည်းမြင်မှုတယ်အကောင်မင်းတော့ဘာမှမြင်မှုလားဟိုနေ့ကလေအိမ်ဝင်ခိုးတဲ့တခွန်းနဲ့တူနေတယ်လို့ပဲဟုတ်တယ်ဟဲ့မင်းကတေချာလို့လားဟဲ့ဟိုနေ့ကဒိတ်နဲ့ CCTV ပြန်ဖွင့်လိုက်တေချာအောင်ပြန်ကြည့်မယ်နော်အေးအဲ့ဒါဆိုပိုတေချာတယ်ဟုတ်တယ်အဲ့ဒါတော့ဖွင့်လိုက်ဟုတ်တယ်တေးကြည့်တာတော့မြင်ပါဖွင့် ကဲဗရန်အပတ်စုံဗရန်ယူထားလိုက်တော့ ပြီးလိုက်နော် တေချာသိမ်းထား ။ကဲမင်းပတ်စံမင်းကိုပေးပြီးပြီနော် ဟမ် ။မိုးစံနာစီကမင်းရရန်ရှိတဲ့ပတ်စံသိန်းနေရကိုအကျေရပါပြီဆိုတဲ့ဟာကိုမင်းတစ်ခါလေးလက်မှတ်ထိုးပေးလိုက်။ရော့ ဆိုဖီယာဘောပင်ပေးနောက်တခါတည်းအဖုံးချုပ်ပေးလေပေးဟုတ်ပါလေနည်းနည်းကို ။ဒီရောင်းလိုက်တာကွာ ဟုတ်ပြီအဲ့တော့ဒီပတ်စံလေးနဲ့ငါကမင်းတို့ကိုသွားနေပြီသွားနေပြီဟောဟဲ့ရောက်နေအပြောတဲ့စကားတော့မဆောက်သွားဘူးကွာဘာလို့ကောင်းလဲမင်းတို့ချော့ယူတာဗရန်အဲ့လိုပါပဲလူမျိုးမျိုးစိတ်တူတူပေါ့လေနော်သိနေရနော်ဗရန်အတွက်ရောင်းလုပ်ပေးထားတယ် ဟာကြည့်တယ်လားကြည့်ဟာရအလဲအကောင်အဲ့ကောင်အေးပြောတော့မြင်ပါတော့ပြော တို့လောက်ကြတယ်ဘာဖြစ်တာ ဟိုကောင်လေးပြန်သွားပြီလေ ဟာအဲ့ဒီကောင်လေဟိုတနေ့ကတနေ့ပတ်စံခိုးရတယ်တခိုး ဟိုတနေ့ငါပတ်စံခိုးရတခု ဟုတ်တယ် ဟုတ်လို့လား သိကြတယ် အခုတေးကြအောင်လို့ CCTV သွားကြည့်လိုက်တာအဲ့ဒီကောင်စစ်စစ်အဲ့ကောင်နဲ့နိုင်ဘယ်တော့ဆောတော့မပြောဘူးလားငါဘာလို့မပြောတာလဲ စောစောပြောတနေ့မှလက်မခံတာ ဟာကွာငါပတ်စံနဲ့ငါပြန်ဆက်သွားတယ်ကွာပဒါကြည့်ပါဦးပဒါရငါချင်းစိနေငါချင်းကြောက်ခါလိုက်ရပြီစိတ်ညစ်တာ အဲ့ဆိုဒီပစံဘာလို့အောင် အော်အဲ့ပတ်စံလေပဒါမဲယူထားလိုက်တော့ပဒါမဲတုံးလိုက်တော့နော်စိတ်ညစ်တယ် ။အဘေတူမင်းဘလို့တွေလှုပ်လိုက်တာလဲကွာ။ဒီနေ့သိန်းနေရခုနောက်နေ့ချက်ချင်းပြန်ဆက်ဆိုတော့အရန်ရုပ်ပေါက်တယ်ကွာ။ပြီးတော့လာပြန်ဆက်တဲ့ပတ်စံကလည်းမင်းခိုးွားတော့ပတ်စံအတိုင်းပဲ ။ဟေ့ပတ်စံအဲ့တိုင်းမို့လို့ငါမင်းကိုအတုလို့ပေးရမှာလား ။အဲ့လိုပြောတာမဟုတ်ဘူးလေကွာ။ပတ်စံစီးပုံစီးတာအစားနောက်ဆုံး1000တန်နေကွာမင်း9000တန်ကြီးပါလိမ့်နဲ့ရောခဲ့ဘောကွာ ။ကဲမင်းလည်းမဟုတ်ဖက်ဒီရဲ့မင်းကလည်းအခုဘာဖြစ်လို့လဲပြော။ဘာပြဿနာဖြစ်လာလဲပြော။မဟုတ်ပြော ။ဟာပြဿနာမှတော့မဖြစ်ဘူး။ဒါပေမဲ့အဲ့အိမ်ကတော်ပတ်စံတွေပါပျောက်ဘူးတာမဟုတ်ဘူး။ကဲငါရောက်မှအဲ့လိုပျောက်တယ်ဆိုတော့ငါ့ကိုမသိငါနဲ့အကြည့်နဲ့ကြည့်နေကြပြီ ။ဟာကဲအေးပါဖက်ဒီရဲ့။ငါပါစိတ်လျှော့ပါနော်။ဘာဖြစ်ငါမင်းကိုကျေးဇူးတင်တာကွာ။အခုဆိုရင်အဲ့ကောင်ပတ်စံကိုငါငကြင်းစီနဲ့ငကြင်းကြုံပြီးပြန်ပေးလိုက်နိုင်ပြီ။ငါလည်းအိတ်မဆက်ရတော့ဘူး။ပြီးတော့ ဟိုတနေ့မှလက်မခံတာ ဟာကွာငါပတ်စံနဲ့ငါပြန်ဆက်သွားတယ်ကွာပဒါကြည့်ပါဦးပဒါရငါချင်းစိနေငါချင်းကြောက်ခါလိုက်ရပြီစိတ်ညစ်တာ အဲ့ဆိုဒီပစံဘာလို့အောင် အော်အဲ့ပတ်စံလေပဒါမဲယူထားလိုက်တော့ပဒါမဲတုံးလိုက်တော့နော်စိတ်ညစ်တယ် ။အဘေတူမင်းဘလို့တွေလှုပ်လိုက်တာလဲကွာ။ဒီနေ့သိန်းနေရခုနောက်နေ့ချက်ချင်းပြန်ဆက်ဆိုတော့အရန်ရုပ်ပေါက်တယ်ကွာ။ပြီးတော့လာပြန်ဆက်တဲ့ပတ်စံကလည်းမင်းခိုးွားတော့ပတ်စံအတိုင်းပဲ ဟေ့
ပြောပတ်စံအဲ့တိုင်းမလို့ငါမင်းကိုအတုလို့ပေးရမှာလား အဲ့လိုပြောတာမဟုတ်ဘူးလေကွာပတ်သက်စီးပုံစီးတာအစားနောက်ဆုံး1000တန်နေကွာမင်း9000တန်ကြီးပါလိမ့်နဲ့ရောခဲ့ဘောကွာ ကဲမင်းလည်းမဟုတ်ဖက်တီးရဲ့မင်းကလည်းအခုဘာဖြစ်လို့လဲပြောဘာပြဿနာဖြစ်လာလဲပြောငါ့ကိုပြော ဟာပြဿနာမှတော့မဖြစ်ဘူးဒါပေမဲ့အဲ့အိမ်ကတော်ပတ်စံနေပါပျောက်ဘူးတာမဟုတ်ဘူးကဲငါရောက်မှအဲ့လိုပျောက်တယ်ဆိုတော့ငါ့ကိုမတင်ငါတဲ့အကြည့်နဲ့ကြည့်နေကြပြီ ဟာကဲအေးပါဖက်တီးရဲ့မင်းပါစိတ်လျှော့ပါနော်ဘာဖြစ်ငါမင်းကိုကျေးဇူးတင်တာကွာအခုဆိုရင်အဲ့ကောင်ပတ်စံကိုငါငကြင်းစီနဲ့ငကြင်းကြုံပြီးပြန်ပေးလိုက်နိုင်ပြီငါလည်းအိတ်မဆက်ရတော့ပြီးတော့ဂျယ်လီအတွက်ကိုအခုဆိုရင်ငါစိတ်ချရပြီကွာ မင်းကတော့ဂျယ်ရီအတွက်စိတ်ချနေငါတော့ငါအတွက်ငါတော့စိတ်မချရတော့ဘူးအေးမင်းနဲ့ငါနဲ့ပေါင်းလို့တယ်ဆိုတော့သိသွားလို့ငါတော့သေပြီ မင်းလည်းဘာတည်စရာရှိတယ်ငါကိစ္စပြီးသွားပြီလေမင်းအဲ့နဲ့လောက်ထွက်တော့တယ်ကွာ ဟာအဲ့လိုထွက်လို့လည်းမပြီးသေးဘူးကွာငါနဲ့ရှယ်ရီနဲ့အစင်မဲ့ခွေတွေကကြံသေးတယ် အေးဖက်တီးနေစမ်းမမင်းကမေးပါအောင်မင်းနဲ့ရှယ်လီနဲ့ဘာခွင့်နေစင်မလဲငါလည်းပြောပါအောင် အေးဘာခွင်စင်မလဲတော့မသိသေးဘူးရှယ်ရီငါ့ကိုပြောလို့ရှိရင်ငါလုပ်ပေးရ အော်ဖက်တီးဟမ်ပြောတော့လေမင်းကဂိုင်းစတာလို့ဟိုလူမိုက်လို့ဘာလို့ညာလို့နဲ့အခုကျတော့မင်းကမိမခိုင်းတာလောက်ရတဲ့ကောင်ကြီးပြစ်နေပါလားဟဲ့ရ ငါသူ့ကိုချစ်မိသွားလို့ तू လိုချင်တဲ့တွေကိုငါဖြည့်ဆည်းပေးနေတာ အမမင်းမြစ်တာရှိပြီပေါ့ ဟလားမင်းငါလာပြောနေတယ်မင်းကြတော့ဟမ် ဟဲ့ငါမင်းနဲ့မတူဘူးငါလေငါကြောင့်အဲ့ကောင်မလေးဒုက္ခရောက်သွားတာကိုကြည့်ပြီးတော့တနာတာတနာရဲ့နေမှာချစ်မိသွားတာမင်းငါပို့ဆိုးတယ်ဂျယ်ရီဟိုအိမ်ပေးစရာရှိတဲ့ပတ်စံသိန်း200ကိုသူတို့အကြေရရှိကြောင်းလက်မှတ်ထိုးပေးထားတဲ့စာချုပ် ကျမရဲ့အခက်အခဲကိုအခုလိုကူညီပေးရတဲ့အတွက်အကျေးဇူးတော်တင်ပါတယ်ဒါပေမဲ့ကျမမေးချင်တဲ့မေးခွန်း2ခုကိုရှင်ဖြေပေးမှာပဲဒီစင်စင်ကိုကျမလက်ခံမယ် ဂျယ်ရီကျွန်တော်ကိုဗာမေးချင်တယ်ဆိုတာကျွန်တော်သိပါတယ်ဂျယ်ရီမေးချင်တဲ့မေးခွန်း2ခုထဲမှာတစ်ခုကတော့ကျွန်တော်ဖြေပေးလို့ရပါတယ်နောက်တစ်ခုတော့ဖြေရတာကျွန်တော်တို့ခက်လိမ့်မယ် ရှင်ကကျမမေးချင်တဲ့မေးခွန်းတွေကိုတကူးတကမေးစရာမလိုပဲနဲ့သိနေတယ်ဆိုတော့အလိုက်တယ်နဲ့ဖြေပေးလိုက်တော့ပေါ့ ဂျယ်ရီသိချင်တာကဒီကိစ္စကိုကျွန်တော်ဘာလို့ဝင်ပြီးတော့ကူညီလဲဆိုတာသိချင်တာမလား ဟုတ်တယ် ဒါတော့ရှင်းပါတယ်ဗျာမိန်းကလေးတယောက်ကိုငွေနဲ့ပေါက်ပြီးအနိုင်ကျင့်တာကိုမကြည့်ချင်လို့ဝင်ပြီးတော့ကူညီတာနောက်တစ်နည်းပြောရရင်တော့ကျွန်တော်ဂျယ်လီကိုစမြင်တဲ့နေ့တည်းကမြင်ချင်းချစ်မိသွားလို့ခုလိုဝင်ပြီးတော့ကူညီမိတာပါ ပြီးတော့ နောက်မေးခွန်းတစ်ခုကကျွန်တော်ဘာလုပ်လဲဆိုတာကိုသိချင်တာမလားကျွန်တော်လည်းအဲ့ဒါဖြေရခက်တယ်ဗျာ ဟုတ်တယ်လေရှင်ကဘယ်သူမှလည်းမသိဘေးကမှလည်းမသိပဲနဲ့ကျမရဲ့အခက်အခဲကိုဝင်ပြီးကူညီပေးနေတာဆိုတော့အထူးသဖြင့်ကျမအဲ့ဒီအိမ်နဲ့ဘလို့ပတ်သက်တယ်အဲ့အိမ်ကိုပေးရမယ်အကျွေးပမာဏအတိအကျအစားရှင်သိနေရနေဒီမှာလေရှင်ကပေါ်သေးသေးလူတယောက်တော့မဟုတ်ဘူးဒါပေမဲ့ရှင်ကပြောရတဲ့စကားမှပါတယ်လေရှင်ကကျမကိုချစ်လို့ကျမကိုကူညီတာဆိုတော့ကျမကရှင်ရဲ့အချစ်ကိုပြန်တုံ့ပြန်ဖို့ရှင်ဘာလုပ်လဲဆိုတာကျမသိဖို့လိုရလေ အဲ့ဒါရှင်းပါတယ်ဗျာကျွန်တော်ကဂျယ်လီစီရဲ့အချစ်ကိုကျွန်တော်မမျှော်လင့်ထားပါဘူးကျွန်တော်မျှော်လင့်တာကကျွန်တော်အခုလိုကူညီတာဂျယ်လီကိုချစ်လို့ကူညီရဲဆိုတော့ဂျယ်လီတည်သွားရင်ကျွန်တော်ရှင်းတတ်ပါတယ် အဲ့တော့ရှင်ကကျမဘက်ကိုထင်မတတ်တော့ဘူးပေါ့ အဲ့လိုမဟုတ်ပါဘူးဗျာကျွန်တော်ဘာလုပ်လဲဆိုတော့ဂျယ်လီတစ်ချိန်မို့အချိန်ကျရင်သိမှာပါအဲ့လိုတည်သွားတဲ့ခါကျရင်ဂျယ်လီမေကုန်းကိုကျွန်တော်ဘာကြောင့်မဖြေဘူးဆိုတာကိုလည်းဂျယ်လီသိမှာပြီးတော့ကျွန်တော်လူကောင်ဂျယ်လီဘယ်လိုအဖြေမျိုးပေးရမယ်ဆိုတာကိုလည်းဂျယ်လီသိသွားမှာပါတော်ရမယ်နော် ဂျယ်လီနင်းစုံစမ်းခိုင်းလိုက်တာကသိလာပြီဟာနင်းဖေပတ်စံကိုလိန်သွားတဲ့တယောက်လေဖတ်တီးနဲ့ပါလာတဲ့တယောက်အေးအဲ့ဒီတယောက်ဘာတူလဲဆိုတာငါသိလာပြီဘာတူလဲနင်းနောက်ချင်းကပ်နေတဲ့တယောက်ပဲဟာ လို့လေ
ဒီမှာလှုပ်ရတာစင်ကြီးရလား ပြေတော့ပြေပါတယ်ရှယ်လီရဲ့ဒါပေမဲ့ဒီလိုမျိုးအလုပ်တွေကကိုယ့်ဘဝမှာတစ်ခါမှမလုပ်ဘူးတာကွာ ရှင်ပြောတော့အရင်ရေးတန်းပို့တာဆို ဟုတ်တယ်လေဟိုရေးတက်မဲပို့ဘူးတာလေကွာဒါပေမဲ့ဒီအရင်ခိုင်းလိုက်တာဘာတွေခိုင်းမှမသိဘူးစုံပလုံးနေတာပဲပို့ဆိုးတာသူ့သားဆိုတဲ့ကောင်ခါကြလို့ရှိရင်လူလာပြီးထိလာမြန်လာနဲ့အသေးအောင်ရတယ် ကဲနော်အသေးရတာနောက်မှရကျမတို့ကိစ္စကိုမြန်ဆုံးလုပ်ဖို့လိုတယ်နော်ရှင်လည်းပြပြကြီးနဲ့လုပ်အေးပို့ဖို့တော့ရိတ်မိသွားရင်ရှင်ရောကျမနှစ်ကောင်တိုးပြီးသိလား စိတ်ချပါရှယ်လီအာနော် ဟေးစိတ်ချပါလုပ်မိနဲ့အခုကျမရှင်ကိုမှာစရာရှိရယ်ရှင်သေးချာလိုက်မယ်နော်အဓိကကျမလိုချင်တာဟိုအဖိုးကြီးရယ် mobile banking မှာရှိတယ် user name ရယ် passport အဲ့ဒီကောင်ကျမလိုချင်တယ်ရှယ်လီ mobile banking ဆိုတာဘာလဲဟမ် mobile banking mobile banking ဆိုတာဟိုဖုန်းထဲကနေဘယ်မှာရှိတဲ့ပတ်စံတွေချင်းချင်းလို့ရလေဟုတ်ပြီအဲ့ဒါရဲ့ user name ရယ် passport user name passport အဲ့ဒါဘာလဲရှင်ပြောတော့ဟိုခွေအကြီးကြီးတွေလောက်တာဆိုရှင် user name နဲ့ password ဟုတ်တယ်ခွေအကြီးတွေလောက်တာတော့ဟုတ်တယ်ဒါပေမဲ့အဲ့လိုမျိုးဟာနေတခါမှတော့မလုပ်ဘူးရှယ်လီရဲ့အဲ့ဆိုကျမသဘောပေါက်သွားပြီနော်ကဲဟုတ်ပြီအဲ့တော့ကျမတင်ပြရမယ်ရှင်မှတ်ထားလိုက်နော်ရှင်လောက်ရမှာကအဖိုးကြီးဖုန်းသုံးနေပြီဆိုတာ ਨੇ နော်သူ့ရဲ့နောက်မှာနေပြီးတော့သူသုံးနေတဲ့ဟာကိုဗီဒီယိုဖြစ်ဓာတ်ပုံမျိုးရိုက်တာရိုက်ပြီးကျမစီပို့လိုက်ကျန်တာကိုပဲဆက်လုပ်လိုက်တော့နော်ဟုတ်ပြီအဖိုးကြီးသုံးနေတော့ဟိုဘယ်ဗီဒီယိုလဲရတယ်စိတ်ချရှယ်လီ โอเคနော်โอเคဒါနဲ့လေရှယ်လီကိုပြောစရာရှိတယ်ဘာပြောမလို့လဲကိုအခုဒီဟာကိုလုံနိုင်လို့ရှင်ကိုအတွက်ဘာရမှာလဲဘာရမှာလဲဆိုတော့ရှင်သူစီက user name နဲ့ password ရပြီဆိုရင်ကျမကအဲ့ဒါတွေအကုန်လုံးကျမတွေကိုလွှဲပြီးတော့ပြောင်းလိုက်မယ်အဲ့ဆိုရှင်နဲ့ကျမနဲ့ပတ်စံရမှာပေါ့အဲ့ကြရင်ရှင်ကျမနဲ့တရားတွက်โอเคအဲ့ဒီတဝက်ဆိုတာကအရင်မကြည့်ပါဘူးကိုတကယ်လို့တရားကိုလုံနိုင်လို့ရှင်ရှယ်လီစီကအချစ်ကိုရမလားအချစ်လေကျမစီကရှင်ကဟုတ်တယ်လေโอเคကောင်းပြီရမှာပေါ့နော်အခုကျမလိုချင်တဲ့ဟာကိုဒါရှင်ကရအောင်ယူပေးနိုင်မယ်ဆိုရင်ရှင်လိုချင်တဲ့ဟာလေးကျမပြန်ပေးရမှာပေါ့နော်ဟုတ်ပြီရှယ်လီကိုအကောင်းဆုံးကြိုးစားမယ်နော်ဟိုမလာလေနိုင်ပြီတေချာလို့နော်ကိုကြီးကမှတခါတည်းအေးပါဟဲ့ပေါ့တေချာပေါ့ကိုကြီးရှယ်လီဟုတ်ရှယ်လီရောက်လာတယ်ဆိုတော့ကိုကြီးအပေါ်တက်လာဘာကိစ္စရှိလို့လဲဟုတ်တယ်ကိုကြီးရဲ့ဒီမှာလေသူ့ကိုစိတ်မချလို့ရှယ်လီကလာကြည့်อ่ะ तू ကသိရတဲ့အတိုင်းပဲအလုပ်လုပ်တာလေတုံးအားနဲ့ဆိုတော့တခုဆိုရင်ကိုကြီးနဲ့ရှယ်လီနဲ့မျက်နှာပြက်ရမှာစိုးလို့ကိုကြီးရဲ့အဲ့ဒါတော့ဟုတ်တယ်ရှယ်လီလူကတော်တော်တုံးတာ CCTV ကင်မရာကိုတောင်မှမမြင်ဘူးလို့ဆိုဓာတ်ပုံတွေလိုက်ရိုက်နေတာအဲ့တော့ပြောမနေနဲ့ကိုကြီး तू ကလေဖုန်းဆိုရင်တော့ဟို keypad ဖုန်းလောက်ပဲသုံးတတ်တာဟို touch ဖုန်းတွေပါဆို तू ခုမှမကင်တတ်ဘူးအဲ့ဒါကြောင့်မလို့ तू ဖုန်းသုံးတာလေးဓာတ်ပုံရိုက်တာလေး share လေးကတင်မင်းနေရလေဟိုကိုကြီးလည်းကြုံနေနေတော့ဖုန်းသုံးတာလေးတင်မိလိုက်ပါအောင်ကိုကြီးရဲ့တော့ကြာ share လေးကသူနဲ့အမျိုးမကင်းဆိုတော့ဂျားရ share လေးပါတိတ်ခါကြာနေအောင်ကဲဖေမင်းကိုကြုံလို့ရှိရင်ငါလည်းတင်ပေးမယ်အောက်မှာအပင်နေရေမလောင်းသေးဘူးသွားလောင်းလိုက်အောင်နော်ဟုတ်ကဲ့တဲ့အဲ့မိုးတန်တာအခုနင့်ရဲ့အကျွေးတွေကိုဆက်ပေးပြီးတော့နင့်ကိုချစ်ပါတယ်လို့ပြောတဲ့သူတယောက်ကနင့်ဖေရဲ့ပတ်စံတွေကိုလိန်သွားတဲ့သူဖြစ်နေတာနင်ဘာဆက်လုပ်ဖို့စဉ်းစားထားလဲငါနင့်ကိုပကံရာဇွန်လေးတစ်ခုပြောပြမယ်အရင်တော့အဲ့ပကံကြီးမှာချင်းသေးရုပ်ကြီးတစ်ကောင်ရှိတယ်အဲ့ဒီချင်းသေးရုပ်ကြီးကိုရှင်ရန်ကနေတိုင်းသွားပြီးတော့တစိမ့်စိမ့်ကြည့်တယ်။အဲ့ဒါကိုကိုရင်လေးတစ်ပါးမြင်တော့အရှင်ဖျားဘာဖြစ်လို့ဒီချင်းသေးရုပ်ကိုနေတိုင်းလာပြီးတစိမ့်စိမ့်ကြည့်နေရလဲဆိုပြီးပြောတော့ရှင်ရန်ပြန်မိတ်တယ်။ဒီချင်းသေးရုပ်ကြီးမျက်လုံးหนีတဲ့နေ့မှာပကံကြီးပြက်လိုက်မယ်ဆိုပြီးတော့ပြောတယ်။အဲ့တော့ကိုရင်လေးကရှင်ရန်မသိအောင်အဲ့ဒီချင်းသေးရုပ်ကြီးရဲ့မျက်လုံးကိုဆေးနီသွားတုတ်ထားနောက်နေ့ရောက်တော့ရှင်ရန်ကချင်းသေးရဲ့မျက်လုံးနီနေတာကိုတွေ့တော့ကဲချင်းသေးရဲ့မျက်လုံးကတော့နီနေပြီပကံပြီးပြတ်တော့မယ်ပြေးတော့ဆိုပြီးတော့အားလုံးသတိပေးတယ်အဲ့ဒီအချိန်မှာပဲကိုရင်လေးကလှောင်ပြီးတော့ပြောတယ်ရှင်ဗျာချင်းသေးရဲ့မျက်လုံးကနီတာမဟုတ်ပါဘူးတပည့်တော်တက်ပြီးဆေးတုပ်ထားတာပါလို့ပြောတော့ရှင်ရန်ကလူလုံးလိုပဲနီသူ့ဘာသာသူပဲနီချင်းသေးရဲ့မျက်လုံးနီပြီးဆိုတာနဲ့ပ
ပကံပြီးပြက်လိုက်မယ်ဆိုတော့တပေါင်ရှိရဲလို့ပြောတယ်အဲ့တော့ရှင်ဟန်ရဲ့စကားကိုယုံနေသူတွေကပြေးကြတာပေါ့အဲ့လိုပြေးတော့ပကံပြီးရဲ့ငလျင်တန်းတွေလည်းဝေးသွားတယ်အဲ့မယုံတဲ့သူတွေကြတော့လေပကံပြီးရဲ့ငလျင်တန်းကိုခံစားလိုက်ရတာပဲအဲ့တော့ငါပြောချင်တာကလေသူဟာသူဘာကြောင့်မဲလိန်ဘာကြောင့်မဲခိုးလိန်နာခိုးတာပဲငါကတော့အဲ့ဒါကိုခွင့်လဲမလွတ်ဘူးနားလည်းမပြီးနိုင်ဘူးအဖေတားအဖေကိုတောင်းဆိုစရာတစ်ခုရှိလို့အဲ့ဒါအဖေလိုက်ရုပ်ပေးမှာလား ဒီမှာသားမင်းတောင်းဆိုသမျှအားလုံးကိုငါလိုက်ရောပြီးခဲ့တာကြီးပဲဒီမှာမင်းစိတ်ချမ်းသာဖို့အတွက်ငါအားလုံးကိုငါဖြည့်ဆည်းပေးခဲ့တယ်မင်းအပြင်ထွက်တဲ့ခါမှာတဲ့တပည့်တပန်းအချွေရံနေနဲ့ထွက်ချင်ပါတယ်ဆိုလို့ဘာမှမဟုတ်တဲ့အကောင်၄ကောင်ကလမ်းစာပေးပြီးခန့်ထားခဲ့ပြီးတဲ့အခါကျဘာစည်းဝါးရေးမှမရှိဘဲနဲ့အတွင်းမှခန့်နေတယ်ဆိုလို့လေ10တန်းတောင်မအောင်တဲ့ကောင်မကိုလေငါခန့်တာပေးခဲ့တယ်လေဒါတွေတော့မပြီးသေးဘူးမင်းကဘော်ဒီကတ်လိုချင်တယ်ဆိုလို့လေတိုက်ကွမ်ဒိုဆရာကိုငါခန့်ထားပေးခဲ့တယ်ကဲမင်းဘာလိုချင်သေးလဲပြောဘာလိုသေးလဲ ကျွန်တော်ခုအဲ့ဒါကြီးမလိုတော့ဘူးဖေက မင်းကဘာလိုလို့လဲ မိန်းမ ဟုတ်တယ်ဘယ်မိန်းမလဲကွာဟင် ဘယ်မိန်းမရှိရမှာလဲဖေကအခုဆိုဖေလည်းသိတဲ့အတိုင်းပဲလေဂျယ်လီနဲ့သားနဲ့ကိစ္စဂျယ်လီကိုအကျွေးနဲ့သိမ့်မယ်ဆိုတော့မအောင်မြင်တော့ဘူးလေအဲ့တော့ဂျယ်လီနဲ့သားနဲ့ကိစ္စပြီးသွားပြီအဲ့တော့ဂျယ်လီကိုမရဘူးဆိုတော့သူ့ရဲ့ညီမဖြစ်တဲ့ရှယ်လီကိုလိုချင်တာ ဟာဟဲ့ရှယ်လီတော့မလုပ်ပါနဲ့ကွာအဲ့ဒါငါကိစ္စငါဥစ္စာလေဟင် အဖေကလည်းဗျာအထိပ္ပယ်မရှိအဖေအနေထားနေကလမ်းဘေးကကြိုက်တဲ့မိန်းမကိုယူလို့ရတယ်လေ ဒီတော့ဗျာကိုမီကိုမင်းအဲ့လိုပြောရလားဟင် မဟုတ်ပြောတာလောလို့အဖေအနေထားနေကဘယ်မိန်းမယူလို့ရတယ်လို့ကျွန်တော်ပြောတာဒီမှာကျွန်တော်ဘဝတောင်လေအဖေပတ်စံပေးမှသုံးရတယ်ဘဝအဲ့တော့မိန်းမလည်းအဖေပေးစားမှတားရတော့မှာဗောဖေကအဲ့ဒါကြောင့်တောက်ရှယ်လီနဲ့ပေးစားပါလို့အဖေကပြောနေတာလေဒီကွာရှယ်လီဆိုတော့ငါစဉ်းစားအောင်ပါကွာပြီးရင်မင်းကငါပြန်ပြောမယ်တရားအဖေကျင်းသေးတယ်နော်ကျင်းသေးပါလေကွာမင်းကလည်းပြီးရောတားဖချင်းစကားမများချင်ဘူးသူပြန်ကြောက်နေရတယ်ကွာတတိလုံလေးတွေလုံပြီးွားလို့ဇက်ကြောလေးပါလေးဆွဲပြရအောင်မလားလို့ဟင်ကွာမင်းနေသားကြီးကတော့လက်ပေါက်မဲ့ပုံစံပဲမင်းကလှုပ်လိုက်ဆုံးကွာဒါမှဇက်ကြောကြီးနည်းနည်းတက်โอเคရလားခင်ဗျရတယ်အေးအိုင်နာတတိတတိသားပတ်စံလို့ပတ်စံထုတ်ပေးပါဦးနဲ့ဟဲ့ဒီကောင်ဘာတွေလို့နေပြန်ပြီလဲဟမ်လမ်းပေးရမိမရှိဖမရှိနဲ့တထောင်းသားတွေကိုလှူချင်လို့တဲ့ဟဲ့နေလက်ကဘယ်ကိုထိုးနေရလဲဟင်အော်ထိုးတာနောက်ထိုးတာဒီကောင်ဟိုတကာတော့ကလူဖို့ဆိုပြီးငါပတ်စံတွေထုတ်ပေးပြီးသွားပြီလေခုကဘာအတွက် तू ကထက်လူချင်းပြန်ပြီဟုတ်လားဟုတ်တယ်ထက်လူချင်းနေတဲ့တတိရဲ့အိမ်မားလည်းငွေသားကလည်းသိပ်မရှိဘူးဆိုတော့ဘယ်လိုလုပ်ပေးရမလဲမသိဘူးဟောတတိရဲ့ငွေသားမရှိတဲ့အရင်တော့မိုဘိုင်းဘိုင်းကင်းနဲ့လွှဲပေးလိုက်ရင်တမီးတော့ထုတ်လိုက်မယ်လေပြီးတော့မိုဘိုင်းဘိုင်းကင်းနဲ့ငါလွှဲပေးလိုက်မယ်သွားတော့နော်တတိငါလွှဲပေးလိုက်ဟုတ်ကဲ့နည်းနှိပ်ပါဦးဟုတ်ကဲ့ခင်ဗျဒီကောင်လည်းတစ်မျိုးပြည်လားခင်ဗျပြည်တယ်